နှစ်နှစ်အောက်ကလေးတွေအတွက်နည်းနည်းလောက်စကားပြောမယ်နော်အခုဖေဖေမေမေတွေအရန်ကြီးစားရမယ်ကလေးငယ်နှစ်နှစ်အောက်လေးတွေပေါ့နော်နှစ်နှစ်ထက်ဆိုရင်တော့သူတို့တွေနာစီချောင်းဆိုးရင်တော့သူတို့ကိုယ်တိုင်တလက်ကိုအပြင်မှာကိုယ်တိုင်ထုတ်လို့ရပြီပေါ့နော်ချောင်းဆိုးလဲသူတို့ဆိုတွေထွေးတတ်တယ်ကွာပြောရမယ်ဆိုအခုဒီနှစ်နှစ်အောက်ကလေးတွေကျတော့ချောင်းဆိုးလဲသူတို့ချွေထုတ်လို့မတတ်ဘူးတလက်ကအဲ့ဒီအစာအိမ်ထဲမှာပြောင်းဝင်တာနာစီရင်လဲနာစီနေတဲ့ဟာကိုလည်းသူတို့ညှစ်ထုတ်လို့မရအောင်အရန်ကယူစားရတယ်အရန်လည်းပင်ပန်းတယ်တကယ်လို့နိုင်ငံခြားမှာဆိုတော့စေရုပ်တရားရင်ကိုကသူတို့လူမျိုးမဟုတ်တော့ပတ်စံလည်းအရန်ကုန်လို့ပေါ့နော်တတိထားခိုင်းတာဖေမေမေတို့တတိထားခိုင်းရတဲ့အကြောင်းကြီးကိုစားရတဲ့ကိုရဲ့ချွေးနှက်စားတွေအလဟတာမကုန်အောင်ကိုကလေးငယ်လဲကျမ်းမာတန်ဆိုရအောင်နည်းနည်းလောက်ယူအများကြီးပေါ့ကွာနည်းနည်းတော့မဟုတ်ပေါ့နော်အများကြီးယူဆိုင်ပေးပါနော်တခါစီကိုတဲ့ကိုကြမ်းစိတ်တွေကများလို့အစိုးရစီကိုတက်ပြန်လဲတီးတဲ့အတိုင်းပဲကိုကသူများနိုင်ငံသားမဟုတ်လေသူများနိုင်ငံကိုခံရတယ်အဲ့ဒါကြောင့်နည်းနည်းတော့ပြောမားပြန်ပြီနော်မပြောဘူးတော့ကိုကတအားစိတ်ပူတယ်လေကိုမြင်ဖြစ်သွားပြီပေါ့နော်ဖြစ်တယ်ဆိုတော့အခုတော့ဆေးရုံဆင်းလာပါပြီဆေးရုံ4 ရက်ကငါ4,800ကျော်ကုန်တယ်နော်4 ညအဲ့ဒါဘာဖြစ်ဆိုတော့ပထမရက်ကသူကတအားဟုတ်တယ်အသက်ဆူလို့မရဘူးလေဒီနာစီချောင်းဆိုတော့အသက်ဆူလို့လည်းမရတဲ့လဲရလဲကားတယ်ဆိုတော့အရေးပေါ်ဖြည့်သွားတော့ပေါ့ကြော်မဟေးဆိုရင်အဲ့ဒီညတော့ဆက်ကြတော့တော်တော်ဈေးကြီးသွားတော့ပေါ့1000ကျော်တော့ပေါ့နော်အဲ့လိုမျိုးတကြောင်ကိုကြစိမ်းတော့တတိစီရုပ်လည်းဖြည့်တယ်ဆိုတော့တတိစီရုပ်မပြေလို့လည်းမရနီးရစီရုပ်ပြေးလိုက်တဲ့အတွက်ဘလောက်ပဲကုန်ကြပါစေကိုမြင်အသက်ဆူရတော့အားစိတ်ပူသွားတယ်အရာဖေမေမေတို့အဲ့လိုမျိုးမဖြစ်အောင်ကိုသားသမီးကိုတတိချာကြည့်ပေးကြတော့ကိုစားရတဲ့ပတ်စံတွေအလားတာမကုန်သွားရအောင်ပေါ့နော်အခုကလည်းကလေးငယ်တွေကလည်းယောဂကူရအရန်လွယ်တယ်လို့ပြောရမယ်အမှန်တော့သူကာကွယ်ဆေးသက်ထိုးတာဒုတိယပါကာကွယ်ဆေးသက်ထိုးတာအဲ့ဒီကာကွယ်ဆေးသက်ထိုးတဲ့လူအုံနဲ့ဆိုတော့ကာကွယ်ဆေးလည်းအခုဟိုရင်းအပြင်မှာဝယ်ထိုးလို့ရတယ်ပေါ့နော်အဲ့ဒါမမကြီးသတ်ပြောပြလို့သိတာကိုတွေလည်းကလေးမငယ်တာကြာပြီလေကိုအလုံးနဲ့နေတော့ကလေးငယ်တွေဖြစ်လိုက်ပဲသွားမယ်ပဲလားမဆိုတော့နည်းနည်းတော့အဲ့ဒီမှာဘဟုသုတ္တပိုင်းဆိုင်ရာနည်းနည်းအားနေသွားတယ်ဆိုတော့ကိုကကလေးကြီးတွေပဲစီးတော့ကလေးငယ်ဒီလိုမျိုးနဲ့နှစ်အောက်ဆိုတော့အခုကကလေးက6 လကလေးပေါ့နော်မီလေးပေါ့အခုမှကိုကပြန်စကြည့်ရတယ်ဆိုတော့ကလေးငယ်အမေပြန်ဖြစ်ရတယ်အကလို့သူများနေစီကကိုသမီးရွယ်နေစီကပြန်ပြီးတော့ဘဟုသုတပြန်ယူရတော့ပေါ့နော်အဲ့ဒါဖေမေမေတို့အရန်ပဲကြည်ရမယ့်အချိန်ကတော့ဒီကလေးငယ်နှစ်အောက်ကလေးတွေပေါ့နော်အထူးယူဆိုင်ပေးနော်ကုန်ကြတဲ့မကုန်ကြသိမနဲ့မကုန်ကြရလေအောင်ပေါ့နော်ဖေမေမေတို့နော်တနာနဲ့တအားတနာနဲ့တိလာသလိတ်တွေနာစီးတာတွေသူတို့စုပ်ထုတ်တဲ့ချိန်ရလေကလေးတအားတနာနဲ့ကလေးကလေးပြာသွားတာပဲတိလာအဲ့ဒါကြောင့်အဲ့လိုမျိုးမဖြစ်အောင်အဲ့ဒါလာပြောပေးတာပဲနော်တတိလာပေးတာပေါ့နော်ကိုတွေဘဝရင်းတူဖေမေမေတွေပေါ့နော်စိတ်မငြင်းရအောင်သားသမီးကိုလည်းဒီလိုမျိုးမတနာရအောင်ပေါ့နော်အခုကတည်းကတေချာကြည့်ထားပြီးနော်ဒီလောက်ပဲနော်မင်္ဂလာနဲ့ခင်းနော်စကားပြောတာလဲလောတာနဲ့စိတ်ပူပန်မှုတွေများနေတာနဲ့အလုံးပဲမင်္ဂလာပါမင်္ဂလာနဲ့ခင်းပါလို့ပြောဆွဆွနဲ့ဘဝကိုဖြတ်တန်းသွားနိုင်ပါစေလို့တော့မှဆက်ချင်းမနှုတ်ဆက်လိုက်ရဘူးပြောချင်တဲ့စိတ်ရဇောအားများနေလေလေးတွေကိုတအားကိုသနာသွားတယ်ကိုကလေး9 ယောက်စီးတယ်နော်တခါမှဒီလိုမျိုးတလက်တွေလည်းဘယ်လိုပြောမလဲကိုနိုင်ငံမှာနေတော့ဒီဟာတွေကမရှိလေတဲ့နိုင်ငံတော့သူကသိတဲ့အတိုင်းပဲလူနေထူထတာလားဒါမှမဟုတ်ကလေးပဲဟိုနေတာလားကလေး9 ယောက်မွေးတာတော့ဒီလိုတလက်တွေထုတ်တာတော့ဘာလို့မရှိဘူးငါကောင်းမွန်ပဲဖြတ်တန်းသွားတဲ့ကောင်းမွန်ပဲသူတို့တွေကြီးပြင်းလာတယ်ပေါ့နော်အခုကတော့သူကတော့ဆက်ချင်းအတွေ့အကြုံလေးပေါ့နော်ဆက်ချင်းအတွေ့အကြုံလေးတစ်ခု
အဲ့ဒါပါပဲနော်ကောင်းသောနန်းနက်ခင်းလေးပါငွေဝင်ဆွေဝင်လာလဘဝင်တဲ့နေ့လေးဖြစ်ပါစေနော်မျိုးတို့ကျေးဇူးပါပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်